ကဲဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် Chelsea အသင်းကလာ Newcastle အသင်းကို Newcastle အိမ်ကွင်းမှာပဲ 2-0 ဆိုတဲ့ရလဒ်နဲ့ဒါရှုံးနေခဲ့တယ်ဒီအရှုံးရလဒ်ကြောင့်ပဲ Chelsea တို့ Champions League ဝင်ခွင့်ရဖို့အတွက်ပို့ပြီးတော့အခက်တွေ့ခဲ့တယ်ဒါပေမဲ့ကန်ကောင်းကျင်တော့ကန်တရား Chelsea တို့ဘက်ကိုပြတ်နှက်တာပြီးလာတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်မင်းညကကစားသွားခဲ့တယ်ဒါ Nottingham Forest နဲ့ Leicester City နဲ့ပွဲမှာဆိုလို့ရှိရင် Nottingham Forest ကို Leicester City ကကြောတရေကစားပေးခဲ့တာကြောင့် Nottingham Forest ကတမှတ်ပဲရခဲ့တယ်အဲ့ဒီအချက်ကြောင့်ပဲ Chelsea အသင်း Champions League ဝင်ခွင့်ရဖို့အတွက်ကိုကျွန်တော်မျှော်လင့်ချက်ရောင်ကြီးလေးကတော့ကြံရှိနေပါသေးတယ်နောက်ထပ်လက်ကျန်ပွဲစဉ်နှစ်ပွဲလုံးကို Chelsea အသင်းအနေနဲ့အနိုင်ကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော် Champions League ဝင်ခွင့်ရဖို့အတွက်တည်ကြသွားမှာပါဘာဖြစ်ပြော Chelsea အတွက်ကအခွင့်အရေးရှိနေသေးတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဘက်ကတော့အားပေးနေအောင်မယ်အရင်ဦးဆုံးပြောရမယ်ဆိုလို့ရှိရင်ပရိသတ်ကြီးလည်းအရင်ပြောချင်နေမှာပါဘာလဲဆိုတာပရိသတ်ကြီးလည်းတိလောက်မထင်နဲ့ဒီနီကိုလက်ဂျက်ဆန်ကြီးမလိုအပ်ဘဲနဲ့အနီကတ်ထိသွားတာကြောင့်ဒီနေ့ပွဲရဲ့အဖြစ်ရလက်ကဒီလိုမျိုးပြောင်းသွားတာစောစောစီးစီး2မိနစ်မှာဂိုးပေးလိုက်ရတာထောင်အပြစ်ပြောစရာလာဗီယာမှားတာတော့တည်ရဗျာဒါပေမဲ့အဲ့လောက်ထိအပြစ်ပြောစရာအချက်တော့မရှိသေးဘူးဒါပေမဲ့ဂိုးပေးရတယ်ဆိုတာကတော့မကောင်းဘူးဒါပေမဲ့လည်းပြန်ပြီးတော့ဒါပြန်သွင်းနိုင်တဲ့အနေအထားရှိတယ်ကျွန်တော်ဒုတိယပိုင်းမှာဆိုကြည့်လိုက်ဗျာ Chelsea အသင်းတယောက်ယောက်နဲ့ကစားတာ Newcastle ကိုတစ်ဖက်ချမ်းအသာစီးနဲ့ပဲကစားသွားတာဂိုးကန်ခွင့်သာတိတ်မရတာကျွန်တော် Newcastle ဘက်ချမ်းကတသင်းလုံးနီးပါးပဲ defense ကစားသွားတာကျွန်တော်ဒီ Gordon တို့ဘာလို့တော့စောစောစီးထုတ်ပြီးတော့ဒါနောက်တန်းနေနဲ့လဲလိုက်ပြီးတော့အဲ့လိုမျိုး defense ကစားတာဆိုတော့ Chelsea ဒုတိယပိုင်းမှာဘောလုံးကင်ပြီးတော့ကစားထားနိုင်တယ်ဒါအခွင့်အရေးတွေလည်းရခဲ့တယ်ဗျာဒါပေမဲ့လည်းကျွန်တော်နစ်ပုတ်အနေနဲ့ဒါခိုးပါမှာကန်တဲ့အလုံးရယ်ပြီးလို့ရှိရင်ဒါ Enzo Fernandez ကန်တဲ့အလုံးရယ်ပေါ့ပြီးတော့ဒါ Cucurella ကန်တဲ့အလုံးရယ်စုစုပေါင်း3လုံးပေါ့ဒီ3လုံးပဲဒါနစ်ပုတ်ကာကွယ်လိုက်တာအဲ့လုံးနေဆိုလို့ရှိရင်ကျွန်တော်ဂိုးပြီးလို့တောင်ထင်ခဲ့တာဒါပေမဲ့လည်းဒါနစ်ပုတ်အကောင်းဆုံးကာကွယ်ပြီးတော့ဒါ Newcastle အသင်း Champions League ဝင်ခွင့်ရဖို့အတွက်တေချာစီမဲ့အနိုင်3မှတ်ကိုယူပေးခဲ့တယ်လို့ပဲပြောရမှာအဓိက Newcastle ရဲ့ကယ်တင်ရှင်ကဘာလို့လဲဆိုတော့ Nicolas Jackson ပဲပရိသတ်ကြီးတွေလည်းအရင်ဆုံးဒီနေ့ပွဲရဲ့အဖြေဒီလိုဖြစ်သွားတာဘယ်သူကြောင့်လဲလို့အရင်ဆုံးတွေးကြည့်မယ်ဆိုလို့ရှိရင် Nicolas Jackson ကြောင့်လို့ဒါပရိသတ်ကြီးတွေလည်းပြောချင်တယ်ဆိုတာကျွန်တော်သိတယ်ဒါ Nicolas Jackson ကအခုမလိုအပ်ဘဲနဲ့အနီကရခဲ့တယ်ဗျာသူ့ကြောင့်10ယောက်17ယောက်ကစားခဲ့ရတယ်17ယောက်ကစားမယ်ဆိုလို့ရှိရင်တော့ဒုတိယပိုင်းမှာကျွန်တော်အနည်းဆုံးတော့ဒါတရေတမတ်တော့အရယူနိုင်လောက်တဲ့အခြေအနေဗျာအဲ့လိုမျိုးအခြေအနေပွဲဆက်စချင်း2မိနစ်မှာပဲကျွန်တော် Chelsea ဂိုးပေးလိုက်ရတယ်ပြီးလို့ရှိရင်ဒါပေမဲ့အရင်အခြေအနေဆိုးသွားတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒီနေ့ပွဲကြည့်လိုက်ဗျာ Jackson ကလွယ်ပြီး Chelsea အသင်းတစ်သင်းလုံးဒါကစားသမားတွေအကုန်လုံးတနာဖို့ကောင်းတယ်တော်တော်ကြီးကိုယုံပြီးတော့ကစားတယ်အဓိကတိတိတတ်တာကြည့်ရမယ်ဆိုလို့ရှိရင် Caicedo ရဲ့Pedro Neto ရဲ့ဒီနှစ်ယောက်ရဲ့ဒီကစားအားကဒီနေ့ပွဲမှာတော်တော်ကြီးကိုတိတိတတ်တာနဲ့ယုံပြီးတော့ကစားပေးနေရဗျာဘလောက်ထိ Chelsea အသင်းမော်ချစ်လဲဆိုအားကြောင့် Caicedo ရော Nato ရောနှစ်ယောက်လုံးကိုကျွန်တော်ပို့ပြီးတော့သဘောကျသွားပြီခုဒီနေ့ပွဲကစားပြီးသူတို့ကြည့်လိုက်ဗျာသူတို့အရှိရောအနောက်ရောတော်တော်ပင်ပန်းတယ် Caicedo ဆိုလို့ရှိရင်တိတာဗျာ race game ဝင်လာပြီးတဲ့နောက်ပိုင်းအတိုင်ငယ်အောင်သူ free လိုက်ရတယ်ဗျာ attacking လည်းလိုက်ရတယ် defense လည်းလိုက်လို့ရတယ်Caicedo ရဲ့လောက်ကွက်တွေလည်းဒီနေ့အများကြီးပဲပြီးတော့ Nato ဆိုလို့ရှိရင်လည်းဒါ marking မပါလာဘူးဒါကျွန်တော်ကို့အသင်း teammate က marking မပါလာဘူးဒါမှလည်းတယောက်တည်းမရတဲ့နီးနဲ့အတင်းသူ့မှာရှိသမျှအားနဲ့တိုးရတာပဲသူ့ကိုထိန်းထားတာဘယ်သူထင်လို့လဲ Newcastle ကကြောအရက်အမြင့်ဆုံးဒေါင်ကြီးနဲ့သူနဲ့တိုင်းကြီးလိုက်မယ်ဆိုလို့ရှိရင်ခေါင်းနှလုံးလောက်กว่าတယ်အမှန်တကယ်တိုင်းကြီးမယ်ဆိုခေါင်းနှလုံးလောက်กว่าတယ်အဲ့လိုခေါင်းကြီးကထိန်းထားတာဆိုတော့ဘလို့သွားလုံးလဲသူလည်းရားတလောက်တော့တိုးပေးတာပဲကျွန်တော်ဘာမှမတတ်နိုင်ဘူးတိုက်စင်မှုစစ်မရှိတဲ့ပြဿနာအဓိကNicolas Jackson ကစားတယ်ဘာမှမလိုအပ်ဘူးဗျာဒီလုံးမရလို့လည်းသေသွားတာမဟုတ်အဲ့ဒါကိုသွားကြည့်ပြီးတော့တထောင်နဲ့ပိတ်တိုက်လိုက်တယ်ဆိုတော့ဒီကောင်ရဲ့အုံနောက်ကမွေးတဲ့အုံနောက်မပါလာဘူးလို့ပဲကျွန်တော်ဒီပွဲမှာတေချာတိသွားတယ်အခုမှတေချာတိသွားတာတကယ်အုံနောက်မပါတဲ့ကောင်ပြီးလို့ရှိရင်နောက်ပွဲလည်းလစ်ပြီလေကျွန်တော် Nottingham Forest နဲ့ပွဲရော Man U နဲ့ပွဲရောဒါနှစ်ပွဲလုံးဒီကောင်လစ်ပြီသွားဒီကောင်တခြားရှိတဲ့လူနဲ့ပဲကျွန်တော် NATO အထောင်တင်ဆော့ပြီးတော့ဒီ Sancho ရယ်ဖားမားရယ်ပြီးလို့ရှိရင်ဒီဘက်မှာမာတူကီရယ်ဒီပုံစံတိုင်းပဲဆော့တော့အဲ့ဒါပို့ပြီးတော့ Chelsea အတွက်လှုပ်ဖြစ်လိမ့်မယ်ဒီကောင်အနီကယူသွားဒီတခုတော့ကျေးဇူးတင်ရမယ်နောက်ပွဲမှာမတွေ့ရတော့ရှေ့မှာ तू မထွက်ခင်တုန်းကအချိန်တုန်းကလည်းသူ့စီမှာဘောလုံးတွေအများကြီးရတယ်ဒါပေမဲ့ဘာလှုပ်ချင်လို့လှုပ်ချင်မှမသိဘူးလေးပင်းနေတာပဲအဲ့လိုကစားသမားမျိုးအထောင်တိုက်စိတ်ကစားသမားပဲဗျာတွေးကြည့်ရင်ကျွန်တော်တော်တော်လေးကိုရင်နာဖို့ကောင်းပါတယ် Chelsea တင်းယာဒီကုံတဲ့ခါကြားလို့ရှိရင်တော့မဖြစ်မနေတိုက်စစ်မှုစစ်တယောက်ကိုဒါဝယ်မှပဲရမယ်Enzo Marescaအရန်ဒီကောင်ကြီးကိုကြိုက်ပါလို့ဒီကောင်ကြီးကိုပဲဆက်သုံးနေမယ်ဆိုအဲ့ကောင်မှလက်ထားလို့အဲ့ကတုံးမှထုတ်ခိုင်းလိုက်တော့အဲ့လောက်ထိအနေထားကျွန်တော်ဒီနေ့ Nicolas Jackson ကိုတော်တော်ကြီးကိုစိတ်ပြတ်သွားတာပါတကယ်ကိုလည်းလုံးဝမလိုအပ်တဲ့အနေထားမဖြစ်သင့်တဲ့အနေထားမှာဒီလိုမျိုးအနေကက်တွေကိုရားလိုက်တာဖြစ်တဲ့ကြောင့်မို့ကျော် Chelsea အသင်းအတွက်ကတော့အဖြေကအခုလိုမျိုးဒါနောက်ဆုံးမှာတော့ထွက်ပေါ်သွားခဲ့တယ်ကျော် fan တွေအတွက်လည်းတော်တော်လေးကိုစိတ်ပြတ်ခဲ့ရတယ်အသင်းအတွက်လည်းတော်တော်လေးကိုနစ်နာခဲ့ရတယ်ဒါ Nicolas Jacksonတော်တော်ကြီးကိုစိုးပါတယ်ဒါဒီနေ့မှာတော့တခြားကစားသမားတွေကအများကြီးထူပြောကြမလို့ဗျာတော်တော်လေးကိုကြိုးစားကစားသွားတယ်ဗျာနောက်ဆုံးဂိုးဆိုလို့ရှိရင်လည်းကျွန်တော်ဒါ Gusto 6နဲ့ထိပြီးတော့ဂိုးဝင်သွားဆိုတော့မတက်နိုင်ဘူး Chelsea သင်းပထမလုံးပေးလိုက်ရတာလဲလာပြီးရတာမာကင်မကြည့်တာကြောင့်
ပေးလိုက်ရတယ်ဆိုပေမဲ့အဲ့လောက်ထိအပြစ်ပြောစရာမရှိဘူးပြန်လိုက်သွင်းလို့ရတဲ့အနေအထားဆိုတော့ကျွန်တော်တခုပဲတရားရောက်ဖြစ်သွားတဲ့အနေအထားမှာ Newcastle အသင်းကလည်းထပ်မတိုက်တော့ဘဲနဲ့ဒါလုံးဝ block only ကစားပြီးတော့ဒါ defense နဲ့ပဲ Chelsea ကိုဒါထိန်းသွားတယ်ကျွန်တော်တပွဲလုံးဒီပါလဲဒီတိုင်းပဲကစားသွားတယ်ကျွန်တော် Chelsea အသင်းကဖင်ပိတ်တဲ့အသင်းနဲ့တွေ့လို့ရှိရင်အများတန်းတိုင်ပတ်နေကြအတိုင်းပဲဒီပွဲမှာလည်းတိုင်ပတ်သွားခဲ့ပါတယ်အားကြောင့်မလို့ Chelsea အသင်းတို့ကတော့ဒါဒီနေ့ပွဲမှာနိုင်3မှတ်မရခဲ့ဘဲနဲ့လက်ရှိအမှတ်ပေးစရာမှာဆိုလို့ရှိရင်အဆင့်9နေရာမှာဆက်ပြီးတော့ရပ်တည်နေနိုင်ပါတယ်ဘာလို့ရှုံးတာတော့အောက်မကြတာလဲဆိုလို့ရှိရင်အောက်က Nottingham Forest ကလည်းကျွန်တော် Leicester City နဲ့တည်တမတ်စီခွဲယူလိုက်တာဖြစ်တဲ့အကြောင်းမလို့ Chelsea အသင်းနဲ့တမတ်အကွာနဲ့ဒါ Chelsea ရဲ့အောက်မှာပဲဆက်ရှိနေပါတယ်အောက်မှာဆိုလို့ရှိရင်ဒါ Aston Villa ကလည်း Chelsea နဲ့အမှတ်တူနောက်တစ်ပတ်ကြာလို့ရှိရင်လည်းပွဲစဉ်ပွဲကောင်းနေတာအများကြီးထက်ကြည့်အောင်မှာဖြစ်တဲ့ကြောင့်မလို့နောက်တစ်ပတ်ကြာလို့ရှိရင်ဒါကျွန်တော်ပြန်ဆောင်ကြပါမယ်အခုဒါဒီတစ်ပတ်မှာကျွန်တော်ရှင်ပိုင်ကစားသွားခဲ့တဲ့ Newcastle နဲ့ Chelsea တို့ရဲ့ပွဲလေးမှာဘာတွေမြင်လဲပြည်သက်ကြီးဘာတွေပြောချင်လဲပြည်သက်ကြီးအမြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်အဆုံးထိဝင်ရောက်ကြည့်ရှုပေးကြတဲ့ပြည်သက်တယောက်ချင်းတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်အားကစားသတင်း season တွေကိုနေ့စဉ်တင်ဆက်ပေးနေရဲ့ကျွန်တော် MM Media ရဲ့ Facebook YouTube TikTok တို့ကို like subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးမတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပြည်သက်များမြင်တယ်လေ www.mmmedia.stream မှာ comment တိုင်းလိုက်ဝင်ရောက်ရှုနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းအောင်ပိုင်းနဲ့နောက် season တွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်ကျွန်တော်တို့စီရင်တက်ဆက်သူကိုဆွဲပါ